အင်္ဂလိပ်လို interview ဖြေရတော့မယ်ဒါပေမဲ့ဘယ်လိုဖြေရမှန်းမသိဘူး interview ထဲမှာဘာတွေမေးတတ်လဲသူတို့တွေမေးခွန်းတွေထူးဆန်းတဲ့မေးခွန်းတွေမေးလာတဲ့အချိန်မှာဘယ်လိုပြန်ဖြေရမလဲဆိုဒီလိုမျိုးပေါ့နော်အင်္ဂလိပ်လို interview ဘယ်လိုဖြေရမှန်းမသိရတဲ့သူတွေဘယ်လိုမေးခွန်းတွေမေးမှန်းမသိရတဲ့သူတွေအတွက် interview မဖြေခင်မှာကြိုတင်ပြင်ဆင်သွားလို့ရတဲ့မေးခွန်းတွေကိုပြပေးတော့ပါမယ်။ဒါဆိုရင်တော့အဆုံးထိလိုက်ကြည့်လိုက်ရအောင်။ Hello everyone, welcome from my channel. အားလုံးပဲမင်္ဂလာပါ English with Nadia ဒီ channel တရားဖြစ်ပါတယ်။ဒီမေးခွန်းကစမေးရင်ပထမဦးဆုံးပေါ့နော်ရောက်ချင်းစပြီးတော့မေးမယ်မေးခွန်းကတော့ tell me about yourself ပဲဖြစ်တယ်ဆိုတော့ဒီမေးခွန်းကိုတော့တခြားပေါက်လေ့ကျင့်သွားဖို့လိုတယ်။ကိုမင်းအကြောင်းပြပါ tell me about yourself ဒါဆိုရင်ဒီမေးခွန်းကကိုအကြောင်းကိုကဘာတွေကျွမ်းကျင်လဲကိုကဘာအတွက်လာလျှောက်ပါတယ်ဆိုတဲ့အကြောင်းကိုအချင်းချုပ်လေးပြောပြရမှာဖြစ်တယ်။ဒီမှာတော့ဥပမာအဖြေလေးတစ်ခုကိုပြောပြထားပါတယ် experience in customer service where I develop strong communication skills and problem solving abilities. I enjoy working with people and finding solutions that make a difference. I'm also a fast learner and always looking to improve my skills. ဒါကတော့ general answer ပေါ့နော်အားလုံးဒီကိုယ့်ရဲ့အကြောင်းအရာလေးကိုနည်းနည်းအနည်းငယ်ဖြည့်ဆွတ်ပြီးတော့မှယူသုံးလို့ရတဲ့အဖြေလေးဖြစ်တယ်အဲ့တော့ဒီမှာကိုယ်နဲ့မကိုက်ညီဘူးဆိုရင်ကိုယ်နဲ့ကိုက်ညီတဲ့နေရာလေးမှာကိုကြောက်ကိုနည်းနည်းလေးဖြည့်ပြီးတော့ဒီအဖြေအတိုင်းလေးယူသုံးလို့ရပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့ငါကပေါ့နော် customer service မှာ experience ရှိတယ်ဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းကတခြားဟာဆိုလို့ရှိရင်လည်းအဲ့ဒီအရာမှာ experience ရှိရပေါ့နော် where I develop strong communication skill and problem solving ability ပေါ့ဒီ customer service မှာငါရဲ့ communication skill နဲ့ပြဿနာဖြေရှင်းနိုင်တဲ့ ability တွေကိုကောင်းကောင်း develop လုပ်နိုင်ခဲ့တယ်ပြီးရင် I enjoy working with people and finding solutions that make a difference ငါကလူတွေနဲ့ပေါ့နော်အလုပ်လုပ်ရတာသဘောကျတယ်ပြီး finding solution that make a difference make a difference ဆိုတော့အပြောင်းအလဲတစ်ခုပြုလုပ်ပေးနိုင်တဲ့အဖြေတွေကိုရှားတာကိုငါကြိုက်ပါတယ်I'm also a fast learner and always looking to improve my skills ဒီစာကြောင်းလေးကတော့ဘယ်သူမဆိုပေါ့နော်ဘယ်လုပ်ငန်းဝင်မှာမဆိုထည့်တဲ့စာကြောင်းလေးလို့မြင်တယ်ဘာလို့လဲဆိုတော့ငါကလေ့လာ fast learner ပေါ့နော်တင်ယူရတာမြန်တင်ယူနိုင်တဲ့သူဖြစ်တယ်ပြီးရင်ငါရဲ့ skill တွေကိုတိုးတက်ဖို့အတွက်အများ looking ပေါ့နော် always looking forward to ငါရဲ့ skill တွေကိုတိုးတက်ဖို့အတွက်လည်းအများလူလာတဲ့လူဖြစ်တယ်ပေါ့နော်ဒီလိုမျိုးရေးလို့ရတယ်နံပါတ်2မေးခွန်းကတော့ why do you want to work for this company ဒီမေးခွန်းကလည်းတခြားပေါင်းမေးခွန်းဖြစ်တယ်။ဘာကြောင့်ပေါ့နော်မင်းကငါတို့ကုမ္ပဏီကိုရွေးတာလဲ။ဘာကြောင့်ဒီကုမ္ပဏီမှာအလုပ်လုပ်ချင်တာလဲ။ဒီမှာဖြေရမယ့်အကြောင်းအရာတွေကတော့သူတို့ကုမ္ပဏီရဲ့ကောင်းကြောင်းပေါ့ကွာ။ဘာကြောင့်သူတို့ကုမ္ပဏီမှာအလုပ်လာလျှောက်တဲ့အကြောင်းကိုရေးပေးရမယ်။ဖြေလို့ရတဲ့အဖြေတစ်ခုက I admire how your company values teamwork and professional growth. I have read about your company achievement and I believe my skills and experience can contribute to your success. I also appreciate the company culture and the opportunity for learning and development. ဒီမှာတော့သူတို့ကုမ္ပဏီရဲ့ကောင်းကျိုးတွေကိုရေးပြရမှာဖြစ်တယ်အဲ့တော့ငါကလေပေါ့နော်ကျွန်တော်ကပေါ့နော်ကျွန်တော်ဒီမှာကဒီကုမ္ပဏီက teamwork နဲ့ professional growth ကိုတန်ဖိုးထားတာကိုကြိုက်တယ်ပေါ့နော်ပြီးရင်ကုမ္ပဏီရဲ့ achievement တွေကိုလည်းဖတ်ခဲ့ရတယ်အဲ့ဒါကြောင့်မလို့ငါရဲ့ I believe my skill ငါရဲ့ skill တွေကပေါ့နော်ငါရဲ့ skill နဲ့ experience တွေကမင်းတို့ကုမ္ပဏီကိုပိုအောင်မြင်ဖို့အတွက် contribute ကူညီနိုင်မယ်လို့ငါထင်တယ်ပေါ့ငါယုံကြည်တယ် I also appreciate the company culture and the opportunity for learning and development. ကျွန်တော် appreciate လုပ်တဲ့ company ရဲ့ culture ဓလေ့နဲ့ဒီလေ့လာဖို့နဲ့တိုးတက်ဖို့အတွက်ကိုအသားပေးတယ်ပေါ့နော်အခွင့်အရေးကိုလည်းပဲ company ကအဲ့လိုအခွင့်အရေးပေးတာကိုလည်းကျွန်တော် appreciate လုပ်ပါတယ်ဆိုပြီးတော့မှဒီမှာဆိုရင်ဒုတိယမြောက်စာကြောင်းလေးပေါ့ဒုတိယမြောက်စာကြောင်းလေးကတော့ဘယ်လုပ်ငန်းခွင်မှာမဆိုထည့်သုံးသင့်တယ် I have read about your company achievement and I believe my skills and experience can contribute to your success ဒီစာကြောင်းကဘယ်အလုပ်အတွက်ကိုမဆိုရှောက်လို့ရှိရင်ထည့်သုံးသင့်တဲ့စာကြောင်းလေးဖြစ်တယ်ဒီမေးခွန်းအတွက် you know about this company ဒါကလည်းပဲတို့ကဘယ်ကုမ္ပဏီမှာမဆိုဘာမှမဆိုအလုပ်မလျှောက်ခင်အဲ့ကုမ္ပဏီရဲ့အကြောင်းကိုစုံစမ်းပြီးသားဖြစ်ရမယ်ပေါ့အဲဒါကြောင့် interview မေးတဲ့သူတွေကလည်းသူ interview လာဖြေတဲ့သူကငါတို့ကုမ္ပဏီအကြောင်းတေချာသိထားလားဆိုပြီးတော့သိချင်တဲ့အတွက်ဒီမေးခွန်းကတော့တေချာပေါ့မေးခွန်းထဲမှာတစ်ခုပါမှာဖြစ်တယ်သူ့ကိုဘယ်လိုလေးဖြေလို့ရလဲဆိုတော့ from my research ဒါမျိုးလေးအရှိအထည့်ပြင်ဖို့ကောင်းတယ်ငါရှာဖွေတွေ့ရှိမှုအရာပေါ့နော် I know that your company ဆိုလို့ရှိရင် company ရဲ့နာမည်ထည့်ပြီးတော့ known for ဆိုပြီးတော့အဲ့ company ရဲ့ဒီ achievement တွေပေါ့နော်မင်းရဲ့ company ကဘာအတွက် known for နာမည်ကြီးပါတယ်ပေါ့ငါရှာဖွေတွေ့ရှိမှုတွေအရာမင်း company ကဘာအတွက်နာမည်ကြီးတယ် I'm particularly impressed by blah and how the company focus on blank I love to be a part of a team that shares these values ဒီငါကပေါ့နော်မင်းတို့ company ရဲ့ဘယ် project တွေ
ဘယ်ကြားတွေအဲ့ဒါတွေကတော့ကိုရှာဖွေပြီးတော့မှဖြည့်လို့ရတယ်ပေါ့နော်ကိုရှာဖွေပြီးအဲ့ကုမ္ပဏီကြောင်းလေးကိုဖြည့်လိုက်ပါအဲ့တော့ဘယ်အချက်တွေကတန်ဖိုးထားတယ်ပြီးရင်မင်းကုမ္ပဏီကပေါ့နော် customer service တို့ employee growth တို့ကိုအသားပေးတာလည်းငါကြိုက်တယ်ပြီးတော့နောက်ဆုံးစာကြောင်းလေးက highlight ဖြစ်တယ် I love to be a part of a team that share these value ဒီ value တွေဒီအချက်တွေကိုအသားပေးတဲ့ team အဖွဲ့အစည်းတစ်ခုမှာငါလည်းပါဝင်ဖြစ်ချင်တယ် Number 4 what interests you about this role ဒီ role ပေါ့နော်ဒီနေရာအတွက်ဒီ position အတွက်မင်းကိုဘယ်ရာကစိတ်ဝင်စားစေတာလဲဒီမေးခွန်းကိုမရတဲ့ရွယ်ချက်ကလာဖြေတဲ့သူကသူတို့လာလျှောက်တဲ့ position နဲ့တင့်တော်တဲ့လူဟုတ်လားမဟုတ်လားဆိုတာကိုစမ်းသပ်ခြင်းလို့သိခြင်းလို့မေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဖြေရမယ့်အဖြေလေးကကျွန်တော်မှာဒီ skill တွေဒီဓာတ်ရှိရတဲ့အတွက်ကြောင့်မလို့ဒီ role နဲ့တင့်တော်တဲ့သူပါဆိုပြီးတော့မှဖြေပေးရမယ် This role is a great fit for my skills and interests ဟုတ်ပြီနော်ဒီ role ကဒီ position ဒီနေရာကပေါ့နော်ငါရဲ့ skills ငါရဲ့ဒီအရေးချင်းတွေနဲ့စိတ်ဝင်စားမှုတွေအတွက် great fit တေချာလေး fit ဖြစ်တယ်တေချာလေးကိုက်ညီတယ်ပေါ့နော်ပြီးရင်ကိုကဘာတွေစိတ်ဝင်စားတယ်ငါရဲ့ skill တွေကဘာတွေလဲဆိုတော့ထပ်ပြီးတော့ပြောလိုက်လို့ရတယ် I enjoy ဆိုပြီးတော့မှဒီအလုပ်နဲ့ကိုက်ညီတဲ့ skill တွေပေါ့ maybe working with people problem solving creativity and this position allow me to apply those strengths ပြီးတော့ this position ဒီ position ကဒီနေရာကပေါ့နော်ငါရဲ့ဒီအားသာချက်တွေကို apply လုပ်နိုင်အောင်လို့ allow me ခွင့်ပြုပေးမှာဖြစ်တယ် okay အဲ့တော့တေချာတာကကိုရှောက်မဲ့နေရာနဲ့ကိုက်ညီတဲ့ skill တွေကိုတော့ထည့်ပေးဖို့လိုတယ် I'm also excited about the opportunity to blend ဒါတော့ငါကစိတ်ဝင်စားတယ်ပေါ့နော် about the opportunity လုပ်နိုင်မဲ့အခွင့်အရေးကိုဘာအတွက်လဲ to mention ဘာဖြစ်မလဲ career growth ဘာလို့ရှင် learning new skills think to project တွေအတွက်လည်းလုပ်ရမယ့်အခွင့်အရေးကိုငါစိတ်ဝင်စားတယ် Question number 5 Where do you see yourself in the upcoming 4 or 5 years interview မေးတဲ့သူကသူတို့ရှိမှအလုပ်လာလျှောက်တဲ့သူကပေါ့ဘလို့ရည်မှန်းချက်တွေရှိတယ်ဘလို့ vision လေးရှိတယ်ပေါ့နော်ဘလောက်တောင်မှရည်မှန်းချက်ကြီးမားတဲ့သူလဲဆိုတော့သိချင်လို့မေးတာဖြစ်တယ်ပြီးရင်ငါတို့ကုမ္ပဏီနဲ့ဒီလူကငါတို့ကုမ္ပဏီနဲ့အချိန်ကြာကြီးလက်တွဲလုပ်မဲ့သူလားဒါမျိုးကိုသိချင်လို့မေးတာဖြစ်တယ်ပေါ့အဲ့တော့ဒီအကြောင်းအရာကိုဖြေတယ်ဆိုလို့ရှိရင်ဒီကုမ္ပဏီနဲ့ချိတ်ဆက်တဲ့ကိုယ့်ရဲ့အမြင်ကိုဖြေပေးရမယ် maybe ငါကနောက်9နှစ်မှာဒီကုမ္ပဏီရဲ့ manager ကြီးဖြစ်နေပြီအဲဒါမျိုးကြီးဖြေလို့ရတယ်ပေါ့နော် In the next 4 or 5 years, I see myself growing within this industry, taking on more responsibility and continuously improving my skill. I aim to contribute to my company's success while also developing professionally, possibly stepping into a leadership role or specializing in an area I am passionate about. ဒါကလည်းပဲခုနပြောလိုက်လို့ပဲလာမဲ့၄-၅နှစ်မှာငါကပေါ့နော် industry မှာပေါ့နော်အဆင့်မြင့်တဲ့နေရာကိုရောက်နေတာကိုမြင်ရတယ်ရောက်နေမယ်ပေါ့ပြီးရင် responsibility တွေလည်းအများကြီးယူနိုင်လိမ့်မယ်ပြီးတော့ငါရဲ့ skill တွေငါရဲ့အစွမ်းတွေကိုလည်းပဲထပ်ပြီးတော့မှ improving လုပ်နိုင်လိမ့်မယ်ပြီး I aim to contribute to my company success ကျွန်တော်က company ရဲ့အောင်မြင်မှုကို contribute တိုးတက်အောင်လုပ်ဖို့အတွက်ရည်ရွယ်ထားပါတယ်ပေါ့နော်ကိုလည်း professionally အရာ develop ဖြစ်အောင်လုပ်ရင် company ရဲ့ success ကိုလည်းပဲတိုးတက်အောင်လုပ်ဖို့ရည်ရွယ်ထားတယ်ပြီးရင် possibly ဖြစ်နိုင်တာကတော့ပေါ့နော် stepping into leadership role or specializing in an area I'm passionate about ငါ passion ရှိတဲ့ငါစိတ်ဓာတ်ထက်သန်တဲ့နေရာမှာ leadership ခေါင်းဆောင် role အနေနဲ့ specialize ဒီတေချာအသားပေးပြီးတော့လုပ်နေရပြီလို့ထင်ပါတယ်ဆိုပြီးတော့ general အားဖြင့်ဖြေလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာလည်းပဲကိုယ့်ရဲ့နယ်ပယ်လေးနဲ့ပတ်သက်တဲ့စာသားလေးတွေကိုပြန်ပြင်ထည့်ပြီးတော့ဒီအဖြေလေးအတိုင်းဖြေရင်လည်းအဆင်ပြေပါတယ် The next question What are your strengths and weaknesses ဒါကတော့တေချာပေါ့ interview အများစုမှာမေးလို့ရှိတဲ့မေးခွန်းဖြစ်တယ်ကိုမင်းရဲ့အားသာချက်ကဘာလဲအားနည်းချက်ကဘာလဲဒီမှာဆိုလို့ရှိရင်ဒီကိုရှောက်မဲ့နေရာနဲ့ကိုရှောက်မဲ့ position နဲ့ကိုက်ညီမဲ့ကိုယ့်ရဲ့အားသာချက်ကိုထည့်ပြောပြရမယ်ပေါ့နော်အားနည်းချက်ကလည်းပဲအရန်ကြီးကိုစိုးရတဲ့အချက်မဟုတ်ဘဲနဲ့ကိုကအဲ့အားနည်းချက်ကိုပြင်နေပါတယ်ပြင်ဖို့လွယ်ကူတဲ့အချက်လေးလည်းဖြစ်ဖို့လိုတယ် strength မှာဆိုရင်ဖြေလို့ရတဲ့ strength က I am very adaptable and work well under pressure. In my previous role as a cashier, I had to handle long lines and impatient customers while staying calm and efficient. ငါကဒီအရန်ကို adaptable ဆိုတာကအခြေအနေပေါ်မှာမူတည်ပြီးတော့မှလာရောညီထွေတာပြောင်းလဲနိုင်စွမ်းရှိတယ်ပြီးရင် pressure ဖိအားအောက်မှာကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်တယ်ငါရဲ့ဒီကတော့ကိုယ့်ရဲ့ဒီကောင်းကောင်းမွန်အလုပ်လုပ်နိုင်ကြောင်း example လေးပေါ့နော်ဥပမာအနေနဲ့ထည့်ရေးလို့ရတယ်ကိုယ့်ရဲ့အရှိမလုပ်ခဲ့တဲ့ rule ပေါ့နော်ဒီမှာじゃ cashier လို့ပြောထားတယ်သူကဒီငွေစည်းကိုင်တဲ့နေရာမှာအလုပ်လုပ်ခဲ့တဲ့သူဆိုလို့ရှိရင်ပေါ့ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့တခြားနေရာကိုလည်းထည့်ပြီးရေးလို့ရတယ်အော် cashier အနေနဲ့လုပ်ခဲ့တဲ့အချိန်မှာငါကပေါ့နော်ဒီ line ရှည်ကြီးလူရှည်ကြီးကိုစောင့်ရတယ်ပြီးရင် customer စိတ်မရှိတဲ့ customer တွေကိုလည်းပဲ handle လုပ်ရတယ်ပေါ့နော်အဲ့ချိန်မှာငါကစိတ်တည်ငြိမ်စွာနဲ့ efficient
အလုပ်တွင်ပြီးနိုင်ခဲ့တယ်ပြီးနောက်ထပ် weakness ကိုပြောမယ့်အခါမှာ I sometimes take on too much responsibility because I want to help others. However, I'm learning to delegate and prioritize my tasks better. ဒီ weakness တွေကတော့ဘယ်လိုမှဆိုအသုံးပြုနိုင်တဲ့ weakness တွေဖြစ်တယ်ပေါ့နော်။ weakness လို့မေးလိုက်လို့ရှိရင်ဖြေတဲ့လူတော်တော်များများက interview ဖြေတဲ့လူတွေကဘာလို့ဖြေရမှန်းမသိဘူးပေါ့။ဒါပေမဲ့ဒီအချက်လေးကဖြေလို့ကောင်းတဲ့အချက်လေးဖြစ်တယ်။ငါကတခါတလေမှာပေါ့နော် responsibility အများကြီးယူတယ်။တာဝန်တွေအများကြီးယူတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကလူတွေကိုကူညီစေချင်လို့ဒါပေမဲ့ဒီမှာကိုယ့်ရဲ့အားနည်းချက်လေးကိုဖော်ပြပြီးရင်ဒီအားနည်းချက်ကိုပြင်ဖို့တည်ယူနေပါတယ်စူးစမ်းနေပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းထည့်ရေးတင်တယ်ပေါ့ထည့်ပြောတင်တယ်ဒါပေမဲ့ငါကပေါ့နော်ငါရဲ့ဒီ delegate ဆိုတာကတာဝန်ခွဲဝေပေးဖို့စူးစမ်းတယ်ပြီးတော့ငါအတွက်ရေးကြီးတဲ့တာဝန်တွေကိုပဲလုပ်ဖို့ prioritize လုပ်ဖို့အတွက်တည်ယူနေပါတယ်ဆိုပြီးတော့ထည့်ရေးလို့ရပါတယ် Why should we hire you? What makes you unique? ဒီမိကုန်းလေးလည်းပဲအမေးများရင်မိကုန်းဖြစ်တယ်။ဘာကြောင့်ငါတို့ကမင်းကိုအလုပ်ခန့်တင်တာလဲ။ဒါကတော့တေချာပေါက်မိမဲ့မိကုန်းပါ။မင်းကိုဘယ်အရာက unique ဖြစ်စေတာလဲ။ဘယ်အရာကမင်းကိုပြိုင်ပတ်ကင်းအောင်တခြားသူတွေနဲ့မတူအောင်ဖြစ်စေတာလဲပေါ့။ဒီမိကုန်းကိုဖြေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အားသာချက်ကိုရောင်းမှာဖြစ်တယ်။ငါကဒါတွေရှိလို့ငါ့ကိုအလုပ်ခန့်ပါဆိုပြီးတော့မှတေချာလေးပြောပေးဖို့လိုတယ်။ဖြေလို့ရတဲ့ဥပမာအဖြေတစ်ခုကတော့ I have the right skills, experience and mindset for this role. I am a quick learner, highly adaptable, and always committed to delivering quality work. I also bring problem-solving teamwork that can help your company achieve its goal. Plus, I'm excited about this opportunity and ready to contribute from day one. ဒီမှာကငါမှာပေါ့နော်ကောင်းတဲ့ဒီ bright skill ပေါ့အမှန်ကန်တဲ့ skill တွေရှိတယ် experience တွေရှိတယ်ပြီးရင်ဒီ position အတွက်လုံလောက်တဲ့အမှန်ကန်တဲ့ mindset စိတ်ဓာတ်ရှိတယ်ပေါ့ပြီးရင်ကိုကတင်ယူရတာလွယ်ကူတဲ့ဖြစ်မြန်တင်ယူနိုင်တဲ့လူဖြစ်တဲ့quick learner ဖြစ်တယ်ပေါ့ adaptive အခြေအနေအရာပြောင်းလဲနိုင်တဲ့သူဖြစ်တယ်ပြီးရင်ငါရဲ့ဒီ delivering quality work ငါရဲ့ကောင်းမွန်တဲ့အလုပ်ကိုငါရဲ့ quality ဖြစ်တဲ့အရေးသွေးပြည့်မီတဲ့အလုပ်ကိုချပြဖို့အတွက် committed ဖြစ်ထားတဲ့လူမြုပ်နှံထားတဲ့သူဖြစ်ပါတယ်ပြီးတော့ငါကဒီငါရဲ့ problem solving skill တွေကိုလည်းပဲကုမ္ပဏီရဲ့ goal တွေကို achieve ဖြစ်ဖို့အောင်မြင်စေဖို့အတွက်ငါကချပြပေးမယ်ပြီးရင်ကျွန်တော်ကတော့ I'm excited about this opportunity and ready to contribute from day one ငါကပထမဆုံးနေ့ကနေစပြီးတော့မှဒီအလုပ်အတွက်အရန်ကိုစိတ်လှုပ်ရှားနေပြီးတော့မှပေါ့နော်တေချာလေးအောင်မြင်အောင်လုပ်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီဆိုပြီးတော့ဒီတိုင်းလေးရေးလို့ရပါတယ်ဒီနေရာမှာခွေးစာခွေးပိတ်တဲ့နေရာမှာကိုအတွက်လို MSK တွေဖြည့်လိုက်ပေါ့နော်ဒီလောက်ကြီးအရှိကြီးမရေးရင်လည်းကြားတယ်နှစ်ကြောင်းလောက်ဆိုရင်ရပြီပေါ့ Question number 8 Tell me about a time when you faced a challenge at work and how you handle it ဒီမိကိုလည်းပဲအများဆုံးမီလီမီတာရှိတယ်ဒီအလုံးမှာပဲဖြစ်ဖြစ်ပေါ့နော်တနေရာမှာပဲဖြစ်ဖြစ်ကိုကအခက်အခဲတစ်ခုတွေ့လာတဲ့အခါမှာဘယ်လိုမျိုး handle လုပ်ခဲ့လဲဘယ်လိုမျိုးကြော်လွှားခဲ့လဲဒါကတော့ကိုယ့်ရဲ့ဒါကတော့ interview မိတဲ့လူကအလုပ်လာလျှောက်တဲ့သူတွေကိုသူကအရင်တော့ပေါ့နော်ဘယ်လိုအခက်အခဲတွေဖြေရှင်းလိုက်လဲဆိုတာကိုစစ်ချင်းလို့မေးတဲ့မေးခွန်းဖြစ်တယ်ဒီမှာကတော့ကိုယ့်ရဲ့အတိတ်မှာဖြစ်ခဲ့တယ်ကြိုတင်ပေါ့နော်ဖြေခင်ကလေးကကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ဒီမေးခွန်းလေးမေးလာမယ်ဆိုရင်ငါလုပ်ခဲ့တဲ့အလုပ်ကဘယ်လိုအတွေ့အကြုံထည့်ရေးပါမယ်ဆိုပြီးတော့မှပြင်ဆင်ထားဖို့လိုတယ်ပေါ့နော်ဒီမှာကတော့ customer service မှာလုပ်တဲ့သူတယောက်ရဲ့ example လေးဥပမာလေးကိုပြပြထားပါတယ် As a customer representative, I once had an upset customer who received the wrong order. ဒါကတော့ဒီ customer service မှာအလုပ်လုပ်တဲ့သူတယောက်အနေနဲ့ငါတစ်ချိန်လုံးပါနော်ဒီမှားတဲ့ order ကိုရပြီးတော့မှစိတ်ဆိုးသွားတဲ့ customer တယောက်နဲ့ရင်ဆိုင်ခဲ့ရဘူးတယ် Instead of just apologizing, I quickly arranged a replacement and offered a small discount for the inconvenience. ဒီတိုင်းပဲတောင်းပန်နေမဲ့အစားပေါ့နော်ကျွန်မကဒီ customer replacement ပေါ့ order ကိုထပ်ပြီးတော့ပေးလိုက်တယ်မှန်ကန်တဲ့ order ကိုပေးလိုက်တယ်ပြီးရင်သူ့ရဲ့အဆင်မပြေမှုအတွက် discount လေးနည်းနည်းလေးပါသူပေးလိုက်တယ်ပေါ့ The customer appreciated the effort and left a positive review လေဒီကိုကအဲ့လိုလို့ဒီလိုဖြည့်ရှင်းခဲ့လို့ဘယ်လိုအကျိုးတက်ရောက်မှုဖြစ်သွားတယ်ဆိုတာလေးကိုပါထည့်ပြောပေးရမယ် customer ကငါရဲ့ကြိုးစားမှုကိုသဘောကျပြီးတော့မှကောင်းတဲ့ review ထားပေးခဲ့တယ်ပေါ့ဒီမှာဆိုလို့ရှိရင်စိတ်ဆိုးတဲ့ customer ဆို bad review ပေးတော့မှလေဒါပေမဲ့သူကအဲ့လိုလေးဖြည့်ရှင်းနိုင်တဲ့အတွက်ကြောင့်လို့ positive review ထားခဲ့ This taught me how important it is to stay calm and find solution under pressure ဒီအတွေ့အကြုံကငါ့ကို pressure ဖိအားတွေများတဲ့အချိန်မှာလည်းပဲ calm ဖြစ်စွာနဲ့စိတ်တည်ငြိမ်စွာနဲ့အဖြေတွေရှာဖို့အတွက်တည်ယူရမယ်ဆိုတာကိုလည်းဒီအတွေ့အကြုံလေးကငါ့ကိုသင်ပေးခဲ့ပါတယ် Number 9 How do you handle stress especially at work
မင်းရဲ့အထူးသဖြင့်ပေါ့နော်အလုပ်မှာဖိအားကို stress ကိုစိတ်ဖိအားကိုဘယ်လိုမျိုး handle လုပ်လဲဘယ်လိုမျိုးကျော်လွှားလဲပေါ့နော်ဖြေလို့ရတဲ့အဖြေလေးက I handle stress by staying organized prioritizing my tasks and taking short break when needed ကျွန်တော်က stress တွေကိုပေါ့နော်တည် organize ဖြစ်စွာအစီအစဉ်တကျနေရင်လိုအပ်တဲ့ရေးကြည့်တဲ့အလုပ်တွေကိုပဲလုပ်ရင်ရေးကြည့်တဲ့အလုပ်တွေကိုပဲလုပ်ရင်ပြီးတော့လိုအပ်တဲ့အချိန်မှာ short break လေးတွေပေါ့ဒီခဏတာအနားယူရင်းနဲ့ကျော်လွှားပါတယ် While facing pressure, I focus on finding solution rather than dwelling on problems. ဖိအားနဲ့ကြုံတွေ့လာတဲ့အခါမှာကျွန်တော်ကပေါ့နော်အဖြေကိုရှာဖို့ပဲအာရုံစိုက်တယ်တဲ့ပြဿနာမှာရှေ့ကြာရှည်ပြီးတော့နေမယ်အစားအဖြေကိုရှာဖို့ပဲအာရုံစိုက်တယ်ပြီးတော့အဲ့လိုလေးပြောပြီးတော့မှကိုယ့်ရဲ့ဥပမာလေးကိုပေါ့ကျွန်တော်ဘယ်လိုဖြေရှင်းခဲ့ပါလဲဆိုတဲ့ဥပမာလေးကိုထည့်ရေးပေးရပါမယ် For example, in my last job, when the line were tight, I broke tasks into smaller steps and maintained clear communication with my team to stay on track. ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ရဲ့အရင်အလုပ်မှာပေါ့နော် deadline တွေအများများတဲ့အချိန်မှာကျွန်တော်ကဒီအလုပ်တွေကိုတင်းခဲ့တဲ့အဆင့်လေးနဲ့ခွဲလိုက်ပြီးတော့မှပေါ့နော် team member တွေနဲ့အဖွဲ့တွေနဲ့တေချာလေးပြောဆိုဆက်ဆံပြီးတော့မှသူတို့ကို stay on track ပေါ့အလုပ်လိုက်လုပ်အောင်လို့စီယုံတိမ်တွင်ပြီးတော့ပြောနိုင်ခဲ့ပါတယ် Okay, the last question. နောက်ဆုံးအနေနဲ့တည်ထားမယ်ကြိုတင်လေ့ကျင့်ထားမယ်မိကုံးကတော့ How much salary do you expect per month? ဒါကလည်းတေချာပေါက်မေးမယ်မိကုံးဖြစ်တယ်ဒီ interview မေးတဲ့သူကပေါ့နော်မင်းတစ်လကိုလကဘယ်လောက်မျှော်မှန်းထားလဲဒီမိကုံးလေးဘာလို့လဲဆိုတော့လာလျှောက်တဲ့သူရဲ့မျှော်မှန်းချက်နဲ့သူတို့ပေးနိုင်တဲ့ amount တွေကကိုက်ညီမှအလုပ်ခံလို့ရမှာဆိုတော့ဟုတ်ပြီဒီမှာလည်းပဲကွာတေချာလေးဖြေတတ်ဖို့လိုတယ်ပေါ့နော်ဘယ်လိုလေးဖြေလို့ရလဲဆိုရင် I'm open to discussing a fair salary based on the responsibility of the role and industry standard ပထမဦးဆုံးအနေနဲ့ကိုကပေါ့နော်ကျွန်တော်ရဲ့ဒီယူရမယ့်တာဝန်တွေနဲ့ဒီလုပ်ငန်းရဲ့ပေါ့နော်ဒီလုပ်ငန်းရဲ့စံသတ်မှတ်ချက်တွေပေါ်မှာမူတည်ပြီးတော့မှမျှတတဲ့ salary မျှတတဲ့ salary ကိုပေးဖို့အတွက်ကိုကျွန်တော်က open ပေါ့ discuss လုပ်ချင်ပါတယ်ဆွေးနွေးချင်ပါတယ်ဒီတိုင်းလေးပထမဆုံးအခွင့်အနေနဲ့ပြောဖို့လိုတယ်From my research and experience level, I believe a range of plans would be appropriate, but I'm flexible and willing to negotiate. ပြီးတော့ကိုကဘယ်လောက်ခံမှန်းထားပါလဲဆိုတာကိုပြောဖို့လိုတယ်ပေါ့နော်။ငါရဲ့ဒီရှာဖွေတွေ့ရှိချက်တွေအရဒီအလုပ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကဘယ်လောက်တော့ဒီတန်တယ်လို့ပေါ့ကျွန်တော်ကဘယ်လောက်တော့ရတင်တယ်လို့ထင်တယ်။ဒါပေမဲ့I am flexible ကျွန်တော် flexible ဖြစ်တယ် willing to negotiate ညှိနှိုင်းမှုလည်းပဲဆန္ဒရှိပါတယ်ဒီတိုင်းလေးဖြေလို့ရပါတယ်။ Okay ဒါဆိုရင်တော့အခုချိန်မှာဆိုရင်တော့ interview ဖြေတဲ့အခါမှာအသုံးများတယ် interview ဖြေတဲ့အခါမှာဘယ်လိုမေးခွန်းတွေကြိုတင်ပြင်ဆင်ထားမလဲဆိုတာသိတာပြီလို့ထင်ပါတယ်အခုပြောခဲ့တဲ့အချက်တွေထဲမှာလည်းပဲကိုယ်နဲ့ကိုက်ညီတဲ့ပေါ့ဓာတ်ရိုက်ကြီးပြောတာမဟုတ်ဘဲနဲ့ကိုယ်နဲ့ကိုက်ညီတဲ့ဟာလေးတွေယူပြီးတော့မှ example လေးတွေကလိုအပ်တဲ့ဟာလေးဖြည့်ပြီးတော့မှပြောကျင်လို့ရှိရင်တော့အဆင်ပြေပါပါဒါဆိုရင် good luck for the interview bye bye see you in my next video